ဆွေမင်းဒနုပြရဲ့မြန်ရစာတွတ်ပြီးကျွန်ုပ်နဲ့ဝင်ကစွန့်မြောက်အပိုင်းကကြီးလက်ခန်းညီမတော့မသိတော့ဝါရင်စာရေးဆရာတနေ့တ၌ကျွန်ုပ်တွတ်ပြီးနဲ့တပည့်ကျော်ဘိုက်ကလေးတို့သည်နေစာဒူဝလုပ်ငန်းစဉ်တိုင်းအမဲပြည့်ရအလုံးကရိုးမတောကြီးသွင်းလို့ထွက်ခွာအံမူးမူးကျော်ဆရာတို့တန်ပိန်နဲ့အတူလူစိမ်းတူကိုတွေ့ရ၏အဝေစာအတော်တစ်ဝတ်ထားပြီးလွယ်အကြီးလွယ်ထားပင်မဲ့သူသည်မြို့ရက်မှလာကြောင်းကျွန်ုပ်ခံမှန်းမိ၏ဆရာတို့အိမ်မေးလို့လိုက်ပို့တာလာရင်ကိစ္စလေးသိပြရစေကျွန်တော်ကိုကျွန်တော်ပဲအရင်မိတ်ဆက်ပေးပြရစေကျွန်တော်ကရန်ကုန်ကလာတာပါစာရေးဆရာဘိုးတော်ဆိုတာကျွန်တော်ပါပဲစာရေးဆရာသည်သူ့အမည်ကိုပြောပြီးလျင်ကျွန်ုပ်တို့တိမတိအကဲခတ်သေး၏ကျွန်ုပ်တို့ကစာပေနဲ့ဝေးရရဲ့ရောက်နေရသဖြင့်မသိပါကြီးနီးလည်းမသိနိုင်ပါဘူးစာတအုပ်ခါကနှစ်ချက်ဖြစ်နေပြီကျွန်တော်ကဘဝတရုပ်ပေါ်ဝိတုတွေရေးပါတယ်ကျွန်တော်ဝိတုတွေဟာများအဖြစ်ကိုယ်တိုင်ကွင်းဆင်းပြီးမှရေးခဲ့တာပါကြီးလက်ကိုအများဆုံးဆင်းပါတယ်ကြီးလက်အကြောင်းကိုမြို့ပြကလူတွေမသိကြပါဘူးခုကျွန်တော်လာတာကဆရာတို့ရဲ့ကျုံနိုင်ရွာကိုလေးလာကျင်လာရင်ဆရာတို့ရဲ့တောပြည့်အတွေ့အကြုံတရိษံတဘာဝတွေရေးချင်လို့လက်တွေ့ဆင်းခဲ့တာပါဝိတုစာအုပ်ဆိုသည်ပေါ့ပေါ့ပါပါနဲ့ဖတ်ရှုပြီးစီးသောအရာဖြစ်၏ယင်းပေါ့ပေါ့ပါပါကိစ္စကိုမပေါ့မပါရေးချင်တော့ထိုစာရေးဆရာမျိုးကအံ့ဖွယ်ပါတကားဒါဆိုဝိတုတအုပ်ဖြစ်ဖို့ဟာမလဲပါလားဗျဆတ်တို့ခဏဆတ်တို့ခုကိကလူလိန်နုညာတွေရှိတယ်ဗျနော်သူစာရေးစရာဆိုတာဘာနဲ့တက်တည်ပြမလဲထိုအခါမှကျွန်ုပ်လည်းဆင်ញင်မိကြ၏စဉ်းစားစရာပဲပိုက်ကလေးရစာရေးစရာဆိုတာကလေတာမန်လူတွေနဲ့ပုံမှန်တတိုင်ခွဲရတာမှမဟုတ်လားဒါဆိုကျမတခုစဉ်းစားမိပါချင်းတကြီးပါစီမီမြို့เจ้าတော့တက်တာအခုပြဲရောက်နေပါတော့တကယ်ချင်းမြို့သူတယောက်လည်းပါလာတယ်သူတို့ကိုခေါ်တွေ့ပြီးရင်မကောင်းဘူးလားဟုတ်တယ်ဟေးသူတို့ကတော့တိမှာအမှန်ပဲဒါအပြင်ကျမတော့ခေါ်လိုက်မယ်ရုပ်သူများရောက်လာခြင်းလင်ဥပေတမင်ဖြစ်မိတ်ဆက်ပေး၏အော်သမီးတို့အလဲလာကြသလားအတော်ပဲမိတ်ဆက်ပေးရအောင်မယ်ဆရာအဲ့ဒါမြို့ကကြောင်းသူတွေပေါ့စာရေးဆရာဆိုသူကစိုးစင်းမြပဲမျက်နှာမပြတ်ပါချေသမီးတို့ဒါကစာရေးဆရာဘိုးတော်တဲ့ဖတ်ဘူးကြတယ်မဟုတ်လားဟေးမဖတ်ဘူးကြားတော့မကြားဘူးဦးတို့သမီးတို့ကြားဘူးဖတ်ဘူးတာကနေမင်းကိုကိုအစ္စလီအာကာဝီဟေလီကိုကိုစူဇီကိုကိုရတနာပူပူစောဖြိုပြည့်လျံခင်ပြေဖြိုးမအိုးအများကြီးနာမည်လှလှစာလှလှလူလှလှလေးတွေဥတို့ရဲ့ကျွန်ုပ်ကထိုလူလိန်ကိုအောင်နိုင်သူအပြုံးဖြင့်ပြုံးကြည့်လိုက်၏ဂိုင်းဘဲနဲ့ရှိစားခမဟာကျုပ်တို့လိုမသိနားမလည်သူတွေကိုလာလိန်နဲ့လူလိန်ပဲအိုးမဟုတ်ပါဘူးဗျကျွန်တော်ဟာတကယ်စာရေးဆရာပါဗျအိုးစာရေးဆရာဆိုမြို့သူတွေပဲတိမှာပေါ့ဗျလိုင်းမတူကျွန်တော်ကဘဝရတာအိုးသွားဗျသွားဘိုက်ကလေးကအတင်းတွန်းလို့လေစာရေးဆရာမရိုင်တိုးပြစင်းရဟလိုဆရာတို့ဘာဖြစ်နေကြတာလဲဗျကျောင်းဆရာလေးကိုကြည်နိုင်ဖြစ်သည်သူသည်ရန်ကုန်မြို့ပြမှဂွေးလန်ခေါင်တီသောကျေးလက်တို့ဆရာအဖြစ်လာရောက်ခဲ့ခြင်းဖြစ်၏ဒီမှာဗျာမြို့သားလူလေးသူ့ကိုယ်သူစာရေးဆရာဆိုပြီးလာလိမ့်တာဟမ်ဟုတ်လားတော်ဆိုးပါလားမဆိုးပါဘူးဗျကျွန်တော်စာရေးဆရာစစ်ပါဘဝတရုပ်ဖို့စာရေးဆရာမို့ဒီကလေးမတွေမသိတာပါစာရေးဆရာဘိုးတော်စစ်ပါ
ဗျာဘိုးတော်စာရေးဆရာဘိုးတော်ဆိုတာဆရာဟိုဘဝတယောက်ဖို့ဝိတုတွေရေးတဲ့ဆရာလေးဟုတ်တယ်ဗျို့ဆရာကျွန်တော်စာတွေဖတ်ဖို့ရထင်တယ်အိုးဖတ်ဖို့ပါတော့ကောဗျာဆရာရေးခဲ့တဲ့စာတွေကအစင်နှစ်ပါပဲဒီလက်ကိုကွင်းစင်လေးလာပြီးရေးမှန်တိတာပါလေငှက်တိုက်ဆိုလဲငှက်တိုက်တဘာဝတိရတယ်စင်ဆိုလဲစင်အကြောင်းဘဟုတုတာရတယ်ဗျို့ကျွန်တော်ကြိုက်တဲ့စာရေးဆရာတွေထဲမှာဆရာလည်းပါတယ်စာပေဘဟုတုတာနှက်ဆက်တော့ကျောင်းဆရာလေးကိုကြည်နိုင်စကားကြောင့်ကျွန်ုပ်မှာထိုဆရာကိုအားနာပြီးအိုတိုအန်တန်ဖြစ်ရသည်ဆရာတို့ဒါစာရေးဆရာစစ်ပဲဗျဘဝတယောက်ဖို့လိုင်းမှာထင်ရှားသူပဲနို့ဒီကလေးမတွေကမတည်ဘူးဆိုဗျဟုတ်ကဲ့သူတို့ကလည်းအပြစ်မဆိုးတာပါဘူးဗျာခေကြီးကအဲ့ဒီလိုဖြစ်နေတာပါပဲသူတို့အရွယ်ကချစ်လွန်းကွဲညာဇလန်းတွေပဲစိတ်ဝင်စားတဲ့ရွယ်ဒီဆိုတော့လိုင်လိုင်ကြီးထွက်နေတဲ့နာမည်လှလှလူလှလှစာရေးဆရာမလေးတွေပဲတိကြမှာပေါ့လေဘိုးတော့မတိပါအဲ့ဒီဘိုးတော့ဝိတုထဲမှာ SE ပါလား Promina ပါလား Mini Market ပါလား MC ပါလားဟင်ကိုကြည်နိုင်ထောက်ခံမှုဖြင့်ကျွန်ုပ်လည်းစိတ်ချယုံကြည်စွာဖြင့်ဧည့်ခံရ၏ကဲလာကြဗျာအိမ်ပေါ်ကိုတော်သေးတာပေါ့ဆရာလိုစာပေဝါနာပါသူဒီရွာမှာရှိလို့ခွင့်လို့ပါဆရာကျွန်တော်ကရွှေဦးတော်တကုံရွှေမြကိုတာစတဲ့စွန်စားကန်ရေးတဲ့ဆရာကြီးတွေပဲဖတ်ဘူးလားဒီခေတ်စာရေးဆရာတွေနဲ့မျက်ခြေပြက်နေပြီဗျာကိုကြည်နိုင်ကသူလေးစားသောစာရေးဆရာနဲ့စကားပေါင်ဖွဲ့မဆုံးတော့ပြီဟိုတော့ကရန်ကုန်ဗဆွေတိန်ဖေမြင့်ဗမော်တင်အောင်ကြည်အေးနိုင်ဝင်းဆွေတင့်တယ်သူတို့ရဲ့ဝတ္ထုတွေခုပြန်လွှမ်းနေဗျာကျွန်တော်တို့ကြိုက်တဲ့စာတွေအခုဘာဖြစ်လို့ရှားပါတော့ရတာလဲဆရာအကြောင်းကြောင့်မဟုတ်ဗျာအမေအခုခေတ်လုံချင်းလောကကတော့အားကောင်းမောင်းတန်ပါလားမျိုးအမျိုးသမီးနာမည်လှလှလေးတွေနဲ့ဟောတအုပ်ထွက်လာလိုက်တာများမိုးဦးကြမြစ်ဆိုတွေအတိုင်းပဲမျိုးကျွန်တော်တို့ငယ်စဉ်ကတော့မဂဇင်းမှာအောင်မြင်မှလုံချင်းလိုက်ကူးလို့ရမယ်ခုကြတော့လုံချင်းအရင်ထုတ်ဖြစ်ရင်ကိုမဂဇင်းမှာစာမှုအော်တိုမက်တစ်ပါတော့တာပဲမျိုးတုတ်ခိနေတော့သူတင်ချင်းသူတို့ကိုလည်းတိုင်ဖို့မလိုပါတယ်ဟောဗျာဒါတဲ့ဆရာလုံးချင်းဝတ္ထုတွေမထွက်နိုင်တာဆယ်စုနှစ်တခုစွန့်ပြီးထင်ပါရဲ့ဘာကြောင့်လဲဟင်စာရေးဆရာတွေပြောင်းလို့စာဖက်ပရိသတ်ပြောင်းတာလားစာဖက်ပရိသတ်အကြိုက်ပြောင်းလို့စာရေးဆရာတွေပြောင်းသွားတာလားအဲ့ဒါစဉ်းစားရင်ကျွန်တော်လုံးချင်းဝတ္ထုတွေတခန့်ရက်ရတာပဲဗျာခုလာရင်ကိစ္စကတော့ကြားတွေရဲ့သဘာဝကိုဆရာတွတ်စီမှာလာစီးဘူးတာဗျဒါကြောင့်ကျွန်တော်ကိုဆရာတွတ်နေသူလေ့လာခွင့်ပြုပါဒါတွေကိုစာအုပ်တအုပ်ရေးချင်လို့ပါအိုးဒါကစာဖတ်သူတွေအတွက်အကျိုးရှိစေမယ်စာမျိုးပဲဗျကျွန်တော်အားပေးရမှာပေါ့ဆရာကြိုက်တဲ့လောက်လေ့လာပါနေပါအပိုင်းခဝေးရေစုံရေဖြာထိုနေ့မှစရဆရာဘိုးတော်သည်ကျွန်ုပ်တို့နေသူလိုက်ပါခဲ့သည်စိစက်တေချာစွာမင်းမြန်၏မှတ်စုဘုတ်အုပ်ကလေးတွေလည်းရင်းမှတ်၏ဆရာဘိုးတော်ကလမ်းနေလှချေပြီးကျွန်ုပ်တို့နဲ့အတူလိုက်နိုင်တဲ့ဆရာစီတဲ့ကိုတော့ချီးကျူးတမျိုးကျွန်ုပ်တို့ကတော့စိတ်ကြံလူကြံကျင်သားရနေကြပြီကျွန်တော်ကတေချာလေ့လာပြီးမှရေးချင်တာဗျရန်တန်ဖြီးဖြဲရေးရမှာရှက်လို့ပါဒါဆိုစာရေးဆရာလောက်ဟာမလွယ်ပါလားဗျကြားတွေဟာညကြမှာအစာရှာထွက်တယ်ဗျတနေ့လုံးအိမ်နေလေးရှိတယ်ကြားတွေဟာမိတ်လိုက်ခြင်းတတ်မှတ်ချက်မရှိဘူးအများအပြည့်စောင်းရသည်မှာမိတ်လိုက်တယ်အမရီမိတ်လိုက်ခြင်းအတန်ပြုတ်တယ်အနံ့လွတ်တယ်အထီးတွေကိုဆွဲဆောင်တာပေါ့ဗျာမိတရွာမောင်တမျိုးဖြစ်နင်လိုလဲမဖြစ်တော့ပါဘူးအလွန်အေးတဲ့ရာသည်အလွန်ချမ်းတဲ့ရာသည်တော့ကိုစောင်းနေပြီဝိဇ္ဇကြားလေးဟာခေါင်းကနေကိုအထိ12လက်မအမိက4လက်မမှ6လက်မထိရှိတယ်ကြားလေးတွေဟာဝိဇ္ဇမှာမျက်စိတွေပွင့်နေပေမဲ့မမြင်ကြဘူးနောက်ရက်20လောက်ကြာမှစမြင်တယ်ဘိုးတော်ကပေါ့ရက်30ကျော်မှကောင်းကောင်းမြင်နေဗျဇက်လိုက်လို့မင်းသားလို့
အသက်2နှစ်ကနေ3နှစ်လောက်ထိမိခင်နဲ့အတူနေတယ်ကြားထီတွေဟာအသက်5နှစ်မှာမိတ်ဆလိုက်နိုင်ပြီးကြားမတွေကတော့3နှစ်သမီးမှာမိတ်လိုက်သားဖောက်နိုင်ကြတယ်ကြားရီရဲ့တက်တန်းကတော့20ကနေ25နှစ်ထိပဲရဆိုရဘိုးတော်ဒီကျွန်ုပ်ပြောသမျှကြားညီကာကိုဘုတ်အုပ်ထဲရီရေးမှတ်ဤဆရာတို့ကတော့မဲပြည့်ုံနေမကဘူးဒါကောင်တွေရဲ့တဘာဝကိုပါနော့ကြည်နေတော့တာကိုဘယ်ပညာရဲ့မဆိုလုတ်တော့မယ်ဆိုရင်ရေဆုံးရေဖြာကျွမ်းကျင်အောင်လေ့လာရမယ်ဒါမှအောင်မြင်မှာမဟုတ်လားဗျအောင်မြင်ပါဗျသူကတတိတ်ဆန်ရဲ့တဘာဝတည်တယ်ပြစ်ခတ်ဖမ်းဆီးရမယ်ဆိုရင်တော့အလွယ်လွယ်အချောချောကြီးပဲတားကတော့ကွာလူနဲ့မဆိုင်ပါဘူးကံမလိုက်လို့ပါဒါကြောင့်ဆရာတို့ရဲ့ဒီနေ့ကံမကောင်းပါလားဆိုတဲ့စကားဟာလူတွေပါဇက်ဖြားမှာရေပန်းစားနေတာကိုသူစမ်းပါပြီဆရာတို့ရဲ့အပိုင်းကငယ်ကြီးလက်စင်းကျင်သူများရင်းဆရာဘိုးတော်သည်တတိဆန်တဘာဝတောတောင်တဘာဝသာမြင်းမြမှတ်သားသည်မဟုတ်ဂျုံတိုင်းရွာသားတို့၏ဘဝဒလိစီးပွားရေးလူငွေရေးတွေပါမကြမ်းမျက်စိကိုဖွင့်နောက်ကိုဆွတ်ပြီးစာနေလာသည်ကျွန်တော်တို့ကဘဝတရုပ်ပေါ်စာရေးဆရာတွေပြဆရာတို့ရမြန်မာကြီးလက်ကလူနေမှုဘဝကိုကြီးလက်မစင်းမဲ့ကျွန်တော်တို့မသိနိုင်ဘူးကြီးလက်ကိုစိတ်ကူးရင်ကော်ပီလုပ်လို့မရဘူးဗျကြီးလက်ရဲ့မြေခွင်းအထီးတွေဟာကျွန်တော်တို့ကိုဘဝတရုပ်ပေါ်စာရေးဆရာတွေအတွက်တွေးတဲ့အရေးတစ်တွေဖြစ်စီတာပဲဟောကြည့်လေခုမြင်နေရတယ်လေကွင်းမြင်ထုံးဖူးဖူးစီဒီလေသမားကြီးတွေရေလူသားတွေစာတင်ကြောင်းနေအဲ့ဒါတွေဟာကျွန်တော်တို့လိုဘဝတရုပ်ပေါ်စာရေးဆရာတွေအတွက်တက်ဝင်နေတဲ့စက်ကောင်တွေနောက်ခံကားချက်တွေပဲဗျပန်ကာအောက်မှာထိုင်ရင်မပီတာတဲ့ကြီးလက်ဝတ္ထုတွေပဲဖြစ်နေမှာပေါ့ပူပြင်းလှတော့အညာနေအောက်တွင်လက်သမားကြီးသည်ရေခဲတစ်တာထဲမှာကိုကာကိုလာပလင်းကိုထုတ်ခါအပန်းဖြစ်နေ၏ SEC တဲ့အကြောင်းကိုဟိုတယ်မှာတဲပြီးရေးလို့ရတယ်။နွားလဲစီးတဲ့အကြောင်းကိုဟိုတယ်မှာတဲပြီးရေးလို့မပြီးပြင်ဘူးဆရာတို့။ဒါကြောင့်မို့ဆရာတို့ကြီးလက်ကိုကျွန်တော်ရောက်လာခဲ့တာပေါ့။ကျွန်တော်နဲ့ဘောကတူရေးပေါ်ရေးဘက်တွေလဲလူတို့ကြားကိုစင်းကျင်တဲ့ရင်တွင်းဆန္ဒရှိတယ်။ဒါပေမဲ့နောက်ကျင်နေပြောမိသားစုစာရွက်နေရှိတယ်။ခရီးထွက်ချင်တာကြာပြီ။လမ်းစီကမလွယ်ဘူး။တက်စီတကားလန်180ငငယ်ကတိခဲ့တဲ့ကျေးလက်ရနံ့တွေကိုပဲခုချိန်ထိထုံ့လို့ရေးနေရတော့မသိမ့်ပြန်နိုင်တော့ဘူးဗျခေပြောင်းပြီလေဆရာဘိုးတော်ပြောသောစကားများကိုကျွန်တော်စူးစမ်းစဉ်းစားပါတော့လဲနားလေတဝက်မလဲတဝက်ပါတကားစိတ်ဝင်စားတက်ကြွနေသူကတော့ကျောင်းဆရာလေးကိုကြည်နိုင်သားလေးဖြစ်ပါချေသည်ဘာပဲပြောပြောကျွန်တော်တို့ကြုံတိုင်းရာကလေးကိုစက်အိမ်တဲစာရေးဖွဲ့မိဆိုရီဝမ်တာမိဒီကတော့အမှန်ပင်ဆရာလိုလက်တွေ့ဆန်တဲ့ဘဝတရုပ်ပေါ်စာရေးဆရာတွေကိုတကယ်လေးစားမိပါရဲ့ဗျာအပိုင်းကာကြီးကျွန်တော်နေဟင်းမျိုးကြီးဆရာတို့ရေထင်းခွေသမားစင်းမြင့်ဝေတော့ကြားကြိုက်လို့တေးပါကောနည်းနည်းစောစောအမင်္ဂလာတဲ့ကြားလိုက်ရသဖြင့်ကျွန်တော်ကြက်သည်တေးသွားရသည်ညကအပြန်မလာလို့အာယုံတက်တောတဲ့ဝင်ရှာကြည့်တော့ကြားကြိုက်ထလာတွေ့ရပါတော့ဟောဟောဟီဟီဟီကိုင်းဆရာဘိုးတော့အရေးပေါ်ပြီတောတဲ့ဝင်ဖို့ပြင်မေတော့ဗျို့တို့ဖြင့်ကျွန်ုပ်ဘက်ကလေးဆရာဘိုးတော်နဲ့ရွာသား3ယောက်တို့တောတဲ့ဝင်ခဲ့ကြပါတော့သည်အလောင်းကရုပ်ပင်မပြီးပြင်တော့ကြားကအတော်မင်းစားပြီးနေပြီအဝေးစားများကြောင့်သာစိတ်မြင့်ဝေဟုပြောရခြင်းဖြစ်သည်နဘေးတွင်စုကြောင်းကြီးကိုတွေ့ရကထိုစုကြောင်းအတိုင်းလိုက်ခဲ့သည်ခက်လှလှနေမှုရုံရင်းဆက်ခတ်ဖြစ်ခဲ့သောနေရာကိုတွေ့ရသည်တည့်ရများကျွေးပြီးခြုံပုံများကျိုးပြက်ထွက်နေသည်စိတ်မြင့်ဝေသည်မတင်ခင်ရုံးကန်ခုကန်ခဲ့ပုံရသည်ဒီနေရာကနေစိတ်မြင့်ဝေကိုစမ်းကြောင်းနဲ့နီးရဟင်းမျိုးကြီးဆွဲခေါ်တော့တာဗျကြည့်ဟင်းမျိုးတွေဟာအစာစားရင်ရင်းငက်လိရှိလို့စမ်းကြောင်းနဲ့နီးရကိုဆွဲခေါ်လေးရှိသည်ဗျဒီကောင်ကြီးတွေဟာအစာတစ်ခါစားရင်ပေါင်60လောက်စားနိုင်တယ်ဗျပြီးကြံခဲ့တဲ့အစာကြံကိုနောက်တစ်ခေါက်လာစားလိရှိသည်ဗျဒီတော့ပြန်လာဖို့ကျွန်တော်တို့စောင့်ပြရမယ်
အလောင်းကိုတော့ဒီမှာပဲထားရလိမ့်မယ်ဗျ။အိုးဘယ်အဖေမှလဲရှင်ကျမယောက်ျားအလောင်းကိုရွာပြန်ရွာမှာပဲအဲ့ဒါကဒီလိုရှိပါတယ်မက်ကလမဒီဟင်းမျိုးကြီးကိုကျွန်တော်တို့နှိမ်နှင်းနိုင်မှာနောက်ထင်းခွေမူခုဖတ်ဆုတဲ့လူတွေအနေကင်းမှာပေါ့အိုးဒါတော့ဒါပေါ့ကျမယောက်ျားကိုဟင်းမျိုးကြီးထပ်စားသွားရင်မြေမြုပ်ဖို့တော့မရှိဖြစ်သွားပါမယ်ရှင်။အိုးဒါတော့ကျွန်တော်တွတ်ပြီးကိုယုံကြည်ပါစိတ်မြင့်ဝေအလောင်းဟာမဲ့တော့မစွန်းစေရပါဘူးကျွန်တော်နေရွာလူကြီးများဝိုင်းဝန်းနားချသဖြင့်မက်ကလမမှာမျက်ရည်လဲရွှဲပြလက်ခံသွား၏ကိုစိတ်မြင့်ဝေရဲ့တော့ကိုဦးတို့ပြီးလက်အလိုက်ပြီးတော့ကျတဲ့ထားလိုက်ကတော့တို့နေမက်ကလမကိုရွာပြန်ပို့လိုက်သည်ကျွန်ုပ်ကထောင်ချောက်ဆင်ဖို့ရာရွာသားများကိုညွှန်ကြားသည်အပိုင်းငါကျွန်ုပ်နှင့်ကြားထောင်ချောက်ထောင်ချောက်ကရိုးရိုးကြီးကြီးပင်ဖြစ်သည်မြောက်များကိုကျိုးများဖြင့်ဆင်ထားသည်လုံးပတ်အတန်ရှိသောတစ်ပင်များကိုခလုတ်ဖြင့်ပြင်ဆင်မိအလောင်းကိုတစ်ပင်ကြီးတွေချိတ်ဆွဲပြီးအလောင်းကျိုးကိုခလုတ်မောင်းများဖြင့်ဆက်ထားသည်အလောင်းကိုဟင်းမျိုးကြီးခုံဆွဲလိုက်သည်နှင့်ခလုတ်မြောင်းပြုတ်ကာညောင်များမှာဟင်းမျိုးကြီးကိုတိုက်ရိုက်ထိမှန်ရမည်ဖြစ်သည်ရွာသားများကကျွန်ုပ်စေကူးကိုမတိချဟုသဘောမကျတော့လဲစောတကမတက်ရဲကြပါပြီဆက်တို့ဟင်းမျိုးကြီးကအလောင်းချီရလက်ရပြက်နေပြန်လာပါမလားဗျအကဲခက်မှာပဲဗျလူရိတ်လုံအောင်စောင့်ရမယ်ဘိုက်စာလို့ပြန်လာတဲ့ဟင်းမျိုးကြီးဟာလူရိတ်မတွေ့ရင်ထောင်ချောင်မှန်းလဲမတိတာရင်ပေါ့လေစွန်းစားရမှာပဲဗျဟိုးမှလည်းလို့ပါဗျာကျွန်တော်တော့မျက်ခုံးခတ်လှုပ်လို့ပဲရရကတုတ်ပြီပါဗျမတိစားရင်ရေးပြတဲ့ဆိုတာတော့မယုံနဲ့ကောင်ပါဗျပြီးတော့ရွာသားများကိုမနီမိုးဝေးရှိအပင်ကြီးပေါ်တွင်လင်းစဉ်ထုတ်ခိုင်းလင်းစဉ်မှာမြေပြင်မှကြည့်လေတိရများကွယ်နေတော်လဲလင်းစဉ်ပေါ်မှာကြည့်လေမြင်ကွင်းကောင်းသည်ခိုင်ခိုင်လို့ဟဲ့ဒီကအချက်ပေးတက်တက်တန်ကြားရင်ထမ်းဖို့ပါယူခဲ့ကြကိုမထမ်းရအောင်ကံကောင်းပါစီအပိုင်းစလို့ဟင်းမျိုးကြီးနဲ့အစွန်းပြိုင်ပွဲမြသည်တိတ်ဆိတ်နေသည်တခါတည်းမှသာငှက်ဆိုးထိုးတဲ့နေ့တရိတ်ဆန်မျိုးစုံဤစုပ်သက်တန်တို့ကိုသာထုံပိုင်းကြရသည်လင်းစဉ်ထက်တွင်ကျွန်ုပ်ဘိုက်ကလေးဆရာဘိုးတော်တို့သာရှိ၏ရင်းဆိုင်ဆရာကအာကဆိုင်ဆရာပဲကြားပြရာတွင်ရွာသားများပင်မနီရဲကြရာရင်းဆိုင်ဆရာတက်တိနှင့်သူ့စာဖက်ပရိသတ်ပေါ်ထားရှိသောစေတနာကိုလေးစားရပါ၏လင့်စီးရခြင်းကပင်မလှချေသည်မလုံမရှက်ကြာမြင့်စွာမျက်စိဖွင့်နားဆွက်အတန်မထွက်စေပဲနေရသဖြင့်ပညာပါလှပေသည်လာရောင်ဘိုးတော်အောက်တွင်ကြားစားထားလက်စအလောင်းကောင်ကြီးကိုချိတ်ဆွဲထားသည့်မြင်ကွင်းမှာမတတိစရာသွေးပြက်စရာတီးဘိုက်ကလေးကကြောက်ရွံ့လှချေပြီတကောင်ကျော်လောက်မှတော်တန်တဲ့ကြားရ၏ကျွန်ုပ်ကဘိုက်ကလေးနှင့်ဆရာဘိုးတော်ကိုလက်တို့၍အချက်ပြရ၏မကြမြင့်မိမှာပဲအနည်းရှိခြုံပုတ်တွင်ဟင်းမျိုးကြီးကိုမထင်မရှားတွေ့ရ၏သူ့တာကောင်သည်သူထားရနေရာတွင်မရှိပဲတက်ပင်တွင်တွဲလောင်းကြီးဖြစ်နေသည်ကိုသူတင်ငါမကင်းဖြစ်နေဖို့ရ၏ကျွန်ုပ်တို့ကအထမြောက်ပါမည်လားဟုရင်တစ်ထိတ်တယ်အလောင်းကိုမဆွဲပဲပြန်လှည့်သွားတော့ပြစ်ခင်ရင်ကျွန်ုပ်မှတနက်ကိုအစင်းနှင့်ဘိုက်ကလေးရင်းမှဖြစ်သောမိရထားဆက်တန်နဲ့စူညံလှသည့်ရင်ခုန်တန်းကြောင့်ကျွန်ုပ်မှဒေါသဖြစ်လာခြင်းပြီဟင်းမျိုးကြီးသည်ထိုနေရာတွင်မလုံမရှက်ရက်နေသည်မှာလွန်စွာမှကြာမြင့်လှသည်ဟုထင်ရ၏ထို့နောက်မှဟင်းမျိုးကြီးသည်ဖိုက်စာခြင်းကိုမခံရနိုင်တော့သည်ထက်ခုံဟတ်လိုက်ပြီးလာရောင်ကြဆင်းရာကိုဖျက်တမ်းသောတစ်ဖြင့်လှပသောအစင်းကြားနှင့်အဟောင်ပြင်းစွာခုံလိုက်သောဟင်းမျိုးကြီးကိုတွေ့လိုက်ရပြီးတပြိုင်နက်တည်းစိတ်မြင့်ဝေ၏ခြေတစ်ဖက်မှာဟ
င်းမျိုးကြီးပါဇက်ထဲပါသွားကတကောလုံးမြွတ်ကြသွားသည်အလောင်းဖြင့်ဆက်ထားသောကျိုးများမှာစောင့်ဆွဲခံလိုက်ရသလိုဖြစ်သွားကခလုံးမောင်းများပြုတ်ထက်သွားတော့ရာမြောက်သုံးချောင်းသည်အမြောက်ဆန်ကြီးများပေါ်မှာမဲခနဲ့ရစ်ခနဲ့တွေ့လိုက်ပြီးဟင်းမျိုးကြီးကိုတွင်နှချောင်းစိုက်ဝင်သွားသည်ကိုတွေ့ရသည်တချောင်းကိုမူဟင်းမျိုးကြီးကပုတ်ထုတ်လိုက်ရာနေရန်ကိုတိမှန်ပြီးချော်၍တောင်းမှန်ပြန်ကန်လာသောညောင်ကညသစင်းပမာကျွန်ုပ်တို့ရှိရာလင့်စင်ပေါ်သို့ဟိုက်ခုံချကြဟိခုံချလိုက်လျင်ကျွန်ုပ်၏ဖြက်လက်မှုကြောင့်၎င်းကြောင်ကြိုက်ထား၍၎င်းခြေနှချောင်းကြားမှဝင်သွားသောညောင်မှာပစိုးဝတ်ထားသောဘိုက်ကလေးနှင့်ဆရာဘိုးတော်၏ပစိုးတွင်ထမ်းပိုးရှုသလိုဖြစ်သွားကလေဟုန်စီးပြီးတစ်ပေတစ်ပေ၌ဆိုင်ဝင်သွား၏ကဲကြပါဗျို့ဟိုက်ရှာပါထူးဆန်းလာကြည်လားကျွန်ုပ်လည်းလင်းစင်ပေါ်မှာကြသည့်တန်းဖြင့်မထနိုင်တော့ရွာသားများကိုတနက်ပြစ်အချက်ပေးရ၏ကဲတော်မူကြပါဗျို့အပိုင်းစလေရင်ဆိုင်ရဲပြီရွာသားများရောက်လာကြတော့မိုးစင်စင်လင်းချပြီပထမတော့ဟင်းမျိုးကြီးမှာညောင်နဲ့စီဝင်ချုံနေဒီကိုရင်းတော့သူတို့ပျော်ကြကြပြီဟာဆရာတို့ကောဒီမှာဗျို့မထနိုင်လို့ဟာဘလို့ဖြစ်တာလဲဆရာတို့ရွာသားများကကျွန်တော်ကိုထူမကြ၏အရေးတယ်ရွာသားတယောက်ကစိတ်ကူးရင်နေပြန်သည်ဆရာတို့ကဟင်းမျိုးကြီးကိုဖိုင်တင်ချပြီးညှောက်နဲ့ထိုးပြတယ်လားဟိတာတဲ့ဘိုက်ကလေးနဲ့ဆရာဘိုးတော်ကောဆရာတို့ကျွန်တော်ဒီတစ်ပင်ထက်စင်လက်ညှိုးညွှန်ပြ၏ဟိုက်ငှက်တွေပြန်ကြွမတက်တော့ပါလားလွယ်လွယ်ကြပါဗျို့ပြုတ်ကြတော့မယ်ရွာသားများကအမြင်ကဲတင်၍တာဒုက္ခအေးကြရရှာ၏တားတဲ့အလောင်းကောင်ကြီးကိုဗျကျွန်ုပ်လည်းထိုအခါကြမှာစိတ်ပူပန်သွားရာလက်ပဲ့ရှားကြကြည်လျင်ဟင်းမျိုးကြီးယုံရင်စံခတ်ဖြစ်ခဲ့ခြင်းကြောင့်အလောင်းကြီးသည်အနည်းရှိကြောက်ကြီးအတွင်းသို့ပြုတ်ကြပြီးအစပျောက်ခဲ့ရချေပြီဟိုက်ဒုက္ခပဲဗျို့သူ့ယောက်ျားအလောင်းကိုပြန်ရပါစေမယ်လို့ကျွန်ုပ်သူ့မိန်းမကိုဂရိပေးပြီးသားဗျအာဟာဟာဟာဒီနေ့ကံမကောင်းပါလားမိတော့ပင်ဖြစ်စေရွာသားများကကျွန်ုပ်နဲ့ဟင်းမျိုးကြီးကိုထမ်း၍ရွာသို့ပြန်လာခဲ့ကြပြီတကားဆရာတို့ကကို့အတွက်ထမ်းဖို့မှားလဲတကူဗျသူ့မိန်းမကိုဘယ်လိုဖြေရှင်းရပါဒုက္ခအပိုင်းစာပွဲအပြန်ဆရာဘိုးတော်ကမြုပ်ပြန်ရင်ပြင်ဆင်လေပြီဆရာဘိုးတော်မှာတိုက်ဆိုင်လာစားကျွန်တော်နဲ့အတူဟင်းမျိုးကြီးကိုလင့်စဉ်ထိုးပြရတော့အတွေ့အကြုံကိုနှစ်ဘူးတွေ့ဒူးတွေ့ရင်ဆိုင်ရလာရကြုံနှက်ပေပြီဆရာတို့ကြုံတိုင်းရွာသားတွေရဲ့ဘဝနဲ့ကြားကြီးကိုနှင်းနှင်းခဲ့ပုံကိုလောင်ချင်းရေးမယ်ဆောင်းထွင်လက်ဆောင်ပို့ပေးပါမယ်ကောင်းပါလိဗျာဆရာတို့သာရန်ကုန်ရောက်ရင်ကျွန်တော်အိမ်ဆက်ဝင်ခဲ့ပါနော်တွားပေအောင်တော့ဆရာဘိုးတော်ကြီးအပိုင်းဇာမင်းစွဲစာမူကတောင်းချီရမိဆရာတို့ရေကျွန်တော်လည်းအားနာတာနဲ့မမေ့လိုက်ရဘူးဝမ်းနေကကလိနဲ့သိကျင်တာလေးတစ်ခုရှိတယ်ဗျာပါများတော့တပည့်ကြီးကဆရာဘိုးတော်ဟာကျွန်တော်တို့ရွာလို့ဝေးလံတီးခေါင်နဲ့ရွာလေးကိုစင်ရဲခဲလာခဲ့တယ်လူနေမှုဘဝကိုလက်တွေကြလေးလာတယ်အလေးဘလို့ခိုးလဲဟင်းသူဖန်တီးခြင်းနဲ့ကြားတဘာဝကိုအသက်အငယ်ကြားကကွင်းစင်မီလေးလာတယ်ကြားဘယ်ရောက်တော့ပါလိသူ့စာတအုပ်ဖြစ်မြောက်ဖို့အချိန်ကောလူကောငွေကောရင်းမိရတယ်နော်အိမ်ထဲမှာရေးရတဲ့စိတ်ကူးရင်ဝတ္ထုမဟုတ်ဘူးနော်အဲ့ဒါတအုပ်ရေးကဘလောက်ရလဲမသိဘူးနော်အေးကွာဆရာတို့လည်းအဲ့ဒါပဲသိကျင်နေတာတို့တော့ဆရာတို့ခံမရသလောက်သူဟာဘလောက်ပင်ပန်းခံရေးခဲ့တာဆိုတော့တအုပ်ကိုတောင်းချီရမှာမြေကြီးလက်ခံမလွဲပါဘူးကွာဟ
嘿，下不到个豆狗当起我呀嘞，得了，谁我老一步高的喏，这贴呗。咕咕嘟嘟呀呀妈逼，嗰時嗱呢嗱嚟到噶，殺到嘢我當起呀嘞，但係想得把我攞住你的咕咕嘟只當然咩？哈，真係個地啦ပဲရှိတာ，တို့လို့殺得上俾得ဖွဲ့，ရေးတတ်တာမှမဟုတ်တာ，ဒါကပါရမီကွာ，ပါရမီမရှိပဲလုပ်လို့ရရင်လူတိုင်းမုတ်ဆိုးဖြစ်မယ်，လူတိုင်းစာရေးဆရာဖြစ်ကုန်မှာပေါ့。အပိုင်းညကျွန်တော်နဲ့မြို့ပြခရီးဒီနေ့တ၌ကျွန်တော်တို့ရွာမကြီးတော်ကြီးယောဂါကိုရန်ကုန်စေယုံကြီးတွင်တက်ရောက်ကုသရမည်ဖြစ်သည်ဖြင့်ရန်ကုန်မြို့ပြသို့ရောက်ဖူးသောကျွန်တော်တို့ကိုအကူအညီတောင်းခံရာသူများအခက်အခဲကိုကူညီလေးရှိသည့်အတိုင်းမဆိုင်မတော့ပင်လက်ခံလိုက်ပေသည်မြို့ပြအတော်ခီးကစိတ်ဝင်စားပွေရာမရှိသဖြင့်အကျယ်မဖွဲ့လိုချင်ပြီးကျွန်တော်တို့ကိုတင်ဆောင်လာသောအငှားကားလေးမှာတကြီးပါစီဤမြင်းမများအိမ်တို့မောင်းလာသည်မုံမို့စီကားကျွန်ုပ်တို့ရောက်လာခြင်းကိုအံ့ဩမဆုံးကြပြီဟဲဥတူပီတို့လာတဲ့တော့ကြီးတော်ကြီးကိုသူပင်စင်းုံပို့ပေး၏ဆရာတို့ကိုရန်ကုန်မှာလဲစရာတွေပြရမယ်မလောက်ပါနဲ့ဟဲနင်းတို့မျိုးမှာတက်စီစည်းကကြီးတဲ့နဲ့ဒါတဲ့ဥတူပီတခါကကျွန်တော်ရွာမှာဟိုစာရေးဆရာကိုပြပြီးမုံမို့ကိုတီလာမိတာလေအဲ့ဒီတုန်းကမုံမို့ကြိုက်တဲ့စာရေးဆရာမလေးတွေနာမည်ပြောပြတာအဲ့ဒီသေးကဒီနေ့နာမည်ကြီးလုံးကြီးရေးစာရေးဆရာမတယောက်နဲ့အခုမုံမို့ခင်းနေပြီဟမ်ဘလို့လို့တီသွားတာလဲမင်းချက်စာရင်ခင်းသွားတာလေဒီနေ့တော့သူ့အိမ်သွားလေဖို့ချိန်ထားတာဆရာတို့ပါမြင်ဖို့အောင်လိုက်ခဲ့ကြနော်ကျွန်ုပ်ကဟုတူတာအစ်စ်တိုးရန်အလွတ်ငါ၎င်းစာရေးဆရာဘိုးတော်အကြောင်းမင်းနဲ့ကြည်၍၎င်းလိုက်ပါခဲ့မိသည်အပိုင်းတက်တလင်းကျစာရေးဆရာဖြစ်ချင်သူဥတုဘီဒါမမို့ပြောတဲ့စာရေးဆရာလေးနေမင်းကူကူလေးဆရာမဒါကမမို့တို့ကြုံတိုင်းရောက်ကမူစိုးကြီးငဲရစာတွတ်ပြီးမမို့စီကမိတ်ဆက်ပေး၏ထိုစာရေးဆရာမလေးကကျွန်ုပ်အမိကိုကြားဘူးဟန်မတူကိစ္စမရှိကျွန်ုပ်ကလည်းထိုစာရေးဆရာမကြီးဝတ္ထုများကိုမမြင်ဘူးပါလေသို့တော့အသက်ငယ်ငယ်နဲ့အောင်မြင်နေသောထိုစာရေးဆရာမလေးကိုကျွန်ုပ်အော်နေမိသည်ဥတုပီဒီတိုက်ခန်းဟာစာရေးဆရာမလေးရဲ့စာမူကနဲ့ဝေးထားတာပေါ့။အော်အခန်းတွဲဝယ်ခင်မီပစ္စည်းတွေနဲ့စုံလင်နေကြီးဟာရင်းတို့ကိုဘလို့ခေါ်ပြီးဘလို့အသုံးပြုရမလဲကျွန်ုပ်နားမလည်ပါကြီးခန္ဓာကြီးကျယ်ဒီကတော့အမှန်ပဲဒါထက်ဆရာမကငငယ်လေးဆိုတော့ဘယ်ရွယ်ကစရေးတာလဲဟိုမမီရေမင်းကြီးရေတမီးဘယ်ရွယ်ကစာအုပ်စထုတ်တာလဲဟင်အော်မှတ်ထားပါဆိုမှသမီးရဲ့ကိုနေသမီးလေခန်းထဲကအတန်သာထွက်လာ၏ကိုနေသမီးတဲ့ဦးရဲ့ကိုနေသမီးကမိတ်တက်တယ်ဟမ်ကိုနေနဲ့ဝတ္ထုရေးတတ်တယ်မြို့ရက်မှာနေလို့တော်တာထင်နေနော်ပါရမီပေါ့ဦးရဲ့ဒါနဲ့ဆီယာမကဘာဝတ္ထုတွေရေးတာလဲဟင်မမီဒီမှာမင်းကြီးပြန်ပြီးဘာဝတ္ထုမျိုးရေးတာလဲတဲ့အော်မှတ်ထားပါဆိုမှသမီးရဲ့အချစ်နုရွဖုကြွားတွေရေးတယ် SE ပါတယ်တက္ကသိုလ်ပါတယ်နိုင်ငံခြားသွားတာပါတယ်ခင်မီပစ္စည်းအစုံပါတယ်လေဟီသမီးအဲ့ဒါတွေသမီးရေးတဲ့ဝတ္ထုထဲမှာပါတယ်လေခုထိလုံးချင်းဘယ်နှအုပ်ရှိပြီလဲဟင်မမီရေမင်းနေပြန်ပြီလုံးချင်းဘယ်နှအုပ်ရှိပြီလဲတဲ့အော်မှတ်ထားပါဆိုမှသမီးရဲ့အိုးရင်50ကျော်ပြီဟိုက်ချပါအသက်က16နှစ်အိုးရီက50ကျော်ဒူးစဲမှာပြီဆရာတို့ရဲ့ကွန်ပျူတာကစ်ကိုရှစ်ဒါတဲ့ဆရာမလေးကဇလန်ဝတ္ထုရေးဖို့ဘလို့အားစိုက်ထုတ်ရင်းနှီးရတယ်လေမမီမင်းနေပြန်ပြီအော်အေးရှယ်ရူလေဟုတ်ပေါင်းဟိုရှီရုံးကဝိထုကိုခိုးချဟုတ်ဘူးဟိုပါရမီပေါ့ကွယ်ပါရမီပေါ့တဲ့ဦးရဲ့နော်
ကောင်းပါလေဒါနဲ့ဘလို့စာမျိုးတွေဖတ်ပါတယ်လေခင်ဗျာမာမီလုံးပြန်ပြီအော်အေးဟိုကွယ်ခုခေစာရေးဆရာတွေရဲ့ဝိထုမဖတ်ဘူးနီးတော့ကူးချရင်တိမယ်ဟိုပေါင်းဒီခေစာရေးဆရာအစ်တော်တော်များများကရောင်းမစုံဘူးမဟုတ်လားဒါကြောင့်မို့လူတွေမျက်ခြေပြက်လောက်မဲ့ဟိုတုန်းကဝိထုတွေမရအရစုရတာပေါ့ပြီးမှနှစ်အုပ်ပေါင်းပြီးတအုပ်လုံးဟိုပေါင်းမြញ្ញမ်းပြူပြီးခုခေကလေးတွေဖက်ရပါစီတော့ရဲ့လို့စေတနာနဲ့ပေါ့ကွယ်ဒီလိုတော်အုံတော့300တာပဲကိုဒါထက်တအုပ်ရေးကဘလို့ရတယ်လဲဟင်6000ဗျဒါတော့သူ့ပါတာသူတီးနေတယ်ဗျမမေကိုမမေးတော့ဘူးလားဒါတော့စာပေတမှုပဲသိရတာပေါ့ရှင်ကျွန်တော်တို့ကထိုစာရေးဆရာမလေးအိမ်မှာပြန်လာတော့ကွာစာရေးဆရာမငငယ်လေးကတိုက်ထဲမှာထိုင်ပြီးစာရေးတာစာမူကတအုပ်6000တောင်ရတယ်စာရေးဆရာဖြစ်ချင်လိုက်တာကျွန်တော်ကပထမဆုံးအချိန်စာရေးဆရာဖြစ်ချင်စိတ်မှာတဖွာပေါ်ပေါက်ခဲ့ရတော့ဒီတကားအပိုင်းထဝင်ပဲနောက်ဆုံးစံတာဆရာတို့ကြီးတိုက်ခန်းထဲမှာထိုင်ရည်နဲ့စာရေးဆရာမတော့6000ရတယ်ဆိုကြီးလေအထိခီးဆန်ပြီးလေးလာရေးစင်စာရေးတဲ့ကျွန်တော်တို့ဆရာဘိုးတော်ဆိုတိန်းလောက်ကိုရမှာပဲဗျနော်အေးကွာဝမ်းသာဆရာပဲကွာတို့လေတနေ့လောက်တွားလေရအောင်တို့ဖြစ်ကျွန်တော်တို့လေမုတ်စီကိုဖော်ပြ၍လိပ်စာရဆရာဘိုးတော်စီထွက်ခဲ့ကြသည်နေပင်ကားလေးမှာတဖြည်းဖြည်းလမ်းချမ်းကိုဖြတ်လာသည်ဥဒ္ဒဘီစာရေးဆရာကတတိဆိုပဲ့နာစင်ကြေဖို့ရောက်နေတာလေတတိဆိုဝင်းတမီယာတို့ပါရမီတို့မှာနေမရှိအိုးသူကနာရီပါရေးရှိမယ်နေရာမှာချမ်းနဲ့ဝင်းနဲ့တိုက်နဲ့နေချင်းနေမှာပေါ့ရောက်ပြီဗျကျွန်ုပ်တို့လည်းဝင်းကျင်ကိုကြည့်ပြီးဟုတ်ရဲ့လားဗျဟုတ်ပါတယ်ဗျဒီလိပ်စာပါပဲကျွန်ုပ်တို့ကလူ3ယောက်တွင်ရင်မောင်တန်းမလျှောက်တာတော့လမ်းကြားကလေးမှဝင်ခဲ့သည်လမ်းများကလည်းမညီညာတဲများကရိုင်းနေနေဘယ်နဲ့စာရေးဆရာပါလိရင်းတဲ့အိမ်များလွန်တော့ဆရာဘိုးတော်ဤတိုက်နှစ်ချမ်းကိုမြင်ရမည်ဟုကျွန်ုပ်မျှော်လင့်နေမိ၏ထိုစဉ်ဆရာတို့ဆရာဘိုးတော်ကကျွန်ုပ်တို့ကိုဝမ်းသာအားရကြိုးစိုးသည်ကျွန်ုပ်တို့ကိုသူဤတိုက်ကြီးစီခေါ်သွားမိတင်တော်လဲအနည်းရှိတဲအိမ်တို့သာဝင်းမိဟန်ပြုတ်နေသည်ဖြင့်ကျွန်ုပ်အချိန်မရဘူးဗျာဆရာအိမ်မဲသွားရအောင်ဒါပဲကျွန်တော်အိမ်လေးဆရာတို့ရဲ့ကျွန်ုပ်ကစာရေးဆရာဘိုးတော်ဤအိမ်မပီးတဲမမီလေးကိုငေးကြည့်နေမိသည်အထင်းနဲ့အမြင်ပါစင်အောင်လဲချော်လှချေသည်တကားမုတ်စီကဝင်မထိုင်ပါကြီးသူမဝင်ထိုင်ရင်တဲအိမ်လေးပြိုကြမိစိုးရီထင်းဖြစ်ရလေဆရာဘိုးတော်ရဲ့လာပါဗျဆရာတို့ကျွန်ုပ်လေအာမနာနိုင်တော့ဆရာကျွန်ုပ်တို့စီမှာလာနေချီပြီးလာလိလာတော့တဲ့ဝိတုကြီးပြီးပြီလားဗျပြီးပြီဆရာတို့ခေါင်းရင်ဘက်မှစာရွက်တစ်ထက်ကြီးယူပေးပြီးဟေးစာအုပ်လည်းမလုပ်ရသေးပါလားဗျထိုးရဲမဲ့ထုတ်ဝေသူကိုရှာနေတော့ဆိုပါတော့ဗျာထုတ်ရဲတဲ့ထုတ်ဝေသူဟုတ်လားဆရာဟုတ်တယ်ဆရာတို့ခုခေတ်ကအပြောဖက်စားပေးဖောင်းပွားတဲ့ခေတ်ချစ်ကွဲကြက်ညဇလန်းတွေကိုမိမနာမည်လှလှလိတွေနဲ့လှုပ်ရှားအောင်မြင်နေတဲ့ခေတ်ဆိုပါတော့ဗျာဒါဆိုဆရာဒီစာအုပ်ကဘယ်တော့ထုတ်ဝေပြစ်မှာလဲဗျမိုင်းမဲတာလားတတိကောင်းတာလားမပြောနိုင်နဲ့ထုတ်ဝေသူနဲ့တွေ့ရင်ပေါ့ဗျာအဲ့လိုတွေ့ရင်ကောစာမူကဘယ်လောက်ရမှာလဲ5000ပေါ့ဗျာဖျားကြီးဒါဆိုဆရာကအခုဘယ်မှာဘာစာရီရင်းနေလဲကျွန်တော်တို့လိုစာပေသမားစစ်တွေစုဝေးရမဂဇင်းတွေမှာပေါ့ဗျာဟောတာကျွန်တော်ဝတ္ထုတို့တွေဆောင်းပါးတွေပါတဲ့မဂဇင်းတွေပေါ့ဗျာများပြလာတော့မဂဇင်းထက်ကြီးကအိမ်ပြိုကြမတက်ဤမြစာများရေးသားခဲ့ပြီးပညာရရောစ조사အားထုတ်မှုပါရှေ့လာသည့်ဆရာဘိုးတော်တို့စာရေးဆရာစစ်စင်များ
မြန်မာပြည်မှာညီမျှများပြားနေပါသနည်းကျွန်ုပ်တို့ကဆရာဘိုးတော်အိမ်မှပြန်ထွက်ခဲ့တော့ကျွန်ုပ်ရင်တွင်တွေစာရေးဆရာမပြစ်ချင်တော့နောက်ဆုံးဆန္ဒဖြစ်ပေါ်ခဲ့ရကြတော့ဒီတကားဒီနေ့ကံမကောင်းပါလား